ဘဝရဲ့အမောင်ဆုံးနေ့တွေကနေစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်မျော်လင့်ချက်အလင်းရောင်ကိုရှာဖွေခဲ့ကြတဲ့မိဘမဲ့ကလေးတွေရဲ့တကယ့်ဘဝပုံပြင်တစ်ပုဒ်ပါပရိသတ်ကြီးရဲ့ဒီတစ်ခါတော့ဖဲချိုးနီလေးနဲ့ထိုက်တန်လာတဲ့အားကစားစိတ်ဓာတ်အပြည့်နဲ့မိဘမဲ့ကလေးတွေရဲ့ဘဝအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကောင်းတကားကိုတင်ဆက်ပေးချင်ပါတယ်ဇလန်ရဲ့အစမှာတော့စစ်ပြန်တူဖြစ်ခဲ့ပြီးဆရာအဖြစ်လဲ American ဘောလုံးနီးပြအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့တဲ့ Rusty Russell ဟာမိဘမဲ့ကျောင်းမှာဆရာအဖြစ်တွားတော့လုပ်ကိုင်ဖို့မိသားစုနဲ့အတူပြောင်းရွှေ့လာခဲ့ပါတယ်သူတို့ရောက်ပြီးမကြခင်မှာပဲဖခင်ဖြစ်သူအသက်ခံရပြီးမိခင်ကလည်းစွန့်ပစ်ထားတဲ့ Hardy Brown ချိုတဲ့ဆယ်ကျော်သက်လေးတဦးကိုရဲတွေကခေါ်လာခဲ့ပါတယ်ဒီလိုမျိုးဆိုးရွားတဲ့အခြေအနေတွေကိုမြင်တွေ့ပြီးတဲ့နောက် Rusty ဟာသူ့ကိုယ်တိုင်လည်းမိဘမဲ့ဘဝကိုဖျက်ဆီးခဲ့ရတာမို့မိဘမဲ့ကလေးတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။တရက်မှာတော့ကလေးတွေရန်ဖြစ်နေတာကိုမြင်တော့အားကစားနည်းပြဟောင်းတူဖြစ်တဲ့ Rusty ဟာမိဘမဲ့အကြောင်းမှာဘောလုံးအသင်းတစ်ဖွဲ့စည်းဖို့အကြံရခဲ့ပါတယ်။ဒါပေမဲ့ကျောင်းအုပ်ကြီးကဘောလုံးအသင်းဖွဲ့စည်းဖို့ကိုတိတ်ပြီးစိတ်မပါတာကြောင့်ခွင့်ပြုမိန့်ပေးဖို့တွန့်ဆုတ်နေခဲ့ပါတယ်။ဒါအပြင် France ဆိုတဲ့ဆရာတူကလည်းကလေးတွေကိုဘောလုံးလေ့ကျင့်ခိုင်းတာဟာအချိန်ဖြုံးတာဖြစ်ပြီးစာရွက်စာတမ်းတွေရိုက်နှိပ်ခိုင်းတဲ့လို့ကျောင်းအုပ်ကြီးကိုလိန်လေတိုင်ကြားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ France ဟာကလေးတွေကိုအတန်းချိန်အတွင်းမှာတောင်ကြော်ညာစာရွက်တွေခိုးရိုက်ခိုင်းပြီးရောင်းစားနေခဲ့တာဖြစ်တယ်လို့မမှန်ရင်ချိန်လုံးနဲ့ပါရိုက်နှက်ကတူဖြစ်နေလို့ပါပဲ။ဒါပေမဲ့ Rusty ကတော့ဒီစိန်ခေါ်မှုတွေကိုနောက်မဆုတ်ပဲဇနီးဖြစ်သူဝါနီတာရဲ့အကူအညီနဲ့စာရောအားကစားပါလုံလဝိရိယရှိတင် जा ပေးခဲ့ပါတယ်။နောက်ဆုံးတော့စာမေးပွဲနေ့ကိုရောက်ရှိလာပြီးကလေးတွေအားလုံးကလည်းအကောင်းဆုံးစူးစမ်းဖြည့်ဆို့ခဲ့ကြပါတယ်။မကြာခင်မှာပဲစာမေးပွဲရလဒ်တွေထွက်ပေါ်လာချိန်မှာတော့ကလေး19ယောက်အနက်9ယောက်သာကျခဲ့ပြီးကျန်တဲ့သူတွေအားလုံးကတော့အောင်မြင်ခဲ့ပါတယ်။ကလေးတွေအထော်တော်ဒါဟာဘဝမှာပထမဆုံးရရှိခဲ့တဲ့အောင်ပွဲတစ်ခုပါပဲအဲဒီနောက် Rusty ဟာမိမမဲ့အကြောင်းကဘောလုံးအသင်းကို Masonic Home ဆိုပြီးနာမည်ပေးကဘောလုံးအသင်းအဖွဲ့ချုပ်မှာမှတ်ပုံတင်ဖို့တွားရောက်ခဲ့ပါတယ်အစပိုင်းမှာတော့ကျောင်းသားဦးရင်နီးပါးတာကြောင့်မှတ်ပုံတင်ဖို့ခက်ခဲခဲ့ပေမဲ့ဆွေးနွေးမှုတွေအများကြီးလုပ်ပြီးတဲ့နောက်မှာတော့ Masonic Home အသင်းကိုဘောလုံးပြိုင်ပွဲဝင်ဖို့ခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ပထမဆုံးပွဲစဉ်မှာတော့အသင်းအချင်းချင်းညီညွတ်မှုမရှိတာကြောင့်35ကိုဂိုးမရှိဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ရပါတယ်ဒီလိုရှုံးနိမ့်မှုတွေကြုံတွေ့ခဲ့ရပြီးတဲ့နောက် Rusty ဟာသမီးဖြစ်သူရေဆွဲထားတဲ့ဘောလုံးကစားကွယ်ပုံလေးဟာနေလွန်ဆော်မှုရကစားသမားတွေရဲ့မြန်နှုန်းကိုအခြေခံပြီးဘေးတိုက်စစ်ဆင်တဲ့ကစားကွယ်အသစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်အစပိုင်းမှာတော့ကလေးတွေကယုံကြည်မှုမရှိဘဲစိတ်တက်ကြနေခဲ့ပေမဲ့ Rusty ကသူ့ရဲ့မိဘမဲ့ဘဝဖြတ်သန်းပုံတွေကိုပြန်ပြောပြပြီးစိတ်တက်ပိုင်းဆိုင်ရာခွန်အားတွေပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ Hardy ဟာသူ့ကိုယ်တော်မိဘမဲ့ကလေးတစ်ယောက်ဖြစ်ရတာကိုဂုဏ်ယူတဲ့တော့ကျဲလောင်စွာအော်ဟစ်လိုက်ပြီးအသင်းဖော်အားလုံးရဲ့စိတ်တက်ဒီကိုပါပြန်လဲမြင့်တင်ပေးနိုင်ခဲ့ပါတယ်ကစားကွက်အသစ်နဲ့ဒုတိယမြောက်ပွဲစဉ်မှာတော့28ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီးဒီလိုမျိုးတပွဲပြီးတပွဲအနိုင်ရရှိခဲ့တဲ့ Masonic Home အသင်းရဲ့အကြောင်းဟာတနိုင်ငံလုံးကိုပြန့်တံ့သွားခဲ့ပါတယ်ကလေးတွေကလည်းအရင်ကလစ်လူရှုခံခဲ့ရတဲ့မိဘမဲ့ဘဝကနေအားကစားသမားကောင်းတွေအဖြစ်နာမည်ကျော်ကြလာခဲ့ပါတယ်ဒီအချိန်မှာပဲကလေးတွေကိုခိုးရိုက်ခိုင်းပြီးရောင်းစားနေခဲ့တဲ့ဆရာ Frank ဟာ Masonic Home အသင်းကိုစီမီဖိုင်တဲမှာရင်ဆိုင်ရမဲ့ coach လူတာနဲ့ပူးပေါင်းပြီး Harry ရဲ့မွေးစရင်အမှန်ကိုထုတ်ဖော်ကအသင်းစည်းကမ်းကိုချိုးဖောက်တယ်လို့ဆွဆွဲပြီးပြိုင်ပွဲကနေထုတ်ပယ်ကိုစ조사ခဲ့ပါတယ်ဒီလိုနဲ့စီမီဖိုင်နယ်ပွဲစဉ်မှာ Masonic Home အသင်းက49ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပေမဲ့ Frank ကတော့ကလေးတစ်ယောက်ကိုရိုက်နှက်နေတော့ပါပဲဒီတော့ Hardy ဟာ Frank ကိုဒေါသတကြီးကျိန်လုံးနဲ့ပြန်ရိုက်နှက်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့သတင်းစာထဲမှာ Masonic Home အသင်းပြိုင်ပွဲကနေထုတ်ပယ်ခံရပြီးဆိုတဲ့သတင်းကိုမြင်တွေ့လာရတာမို့ Rusty ဟာ Frank လုပ်ခဲ့သမျှအကြမ်းဖက်မှုတွေအကြောင်းကိုကျောင်းအုပ်ကြီးကိုတိုင်ကြားခဲ့ပါတယ်ဒါပေမဲ့ကျောင်းအုပ်ကြီးက Frank ရဲ့စကားကိုပဲယုံကြည်ခဲ့တာကြောင့် Rusty ဟာစိတ်ပဲအားငယ်စွာနဲ့ထွက်ခွာလာခဲ့ပါတယ်ဒီလိုအချိန်မျိုးမှာဇနီးဖြစ်သူ Juanita က Rusty ကိုတယောက်တည်းရက်တီတိုက်ပွဲဝင်နေတာမဟုတ်ကြောင်းအားပေးပံ့ပိုးကြောင်းစာရီအများကြီးကိုပြသခဲ့ပါတယ်
ဒီအချိန်မှာပဲဟာဒီဟာပြတ်ဆုံးသွားခဲ့ပြီး Rusty ကသူ့ကိုဖတ်ခင်သေးဆုံးပြီးမိခင်စွန့်ပစ်ထားရနေအိမ်ဟောင်းမှာပြန်လည်ရှာတွေ့ခဲ့ပါတယ်။ဟာဒီရဲ့စိတ်ခံစားချက်တွေကိုနားလည်ပေးနိုင်ဖို့ Rusty ကသူ့ရဲ့စစ်မြေပြင်မှာညီဖြစ်သူဆုံးပါသွားခဲ့ရပုံဒီကိုပြန်ပြောပြခဲ့ပြီးသူတို့ဟာမိဘမဲ့ကလေးတွေအားလုံးရဲ့မိသားစုဖြစ်ကြောင်းနားချပြောဆိုပြီးဟာဒီကိုပြန်ခေါ်လာခဲ့ပါတယ်။ဒီလိုနဲ့မစောနစ်ဟိုမတင်ကိုပြိုင်ခွဲကနေထွက်ပေတဲ့ကိစ္စဟာတနိုင်နှလုံးကိုပြန့်နှံ့ပြီးလူထုကြီးရဲ့စန္ဒပြမှုတွေနဲ့စိန်ခေါ်မှုတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ American သမ္မတကြီးကကိုယ်တိုင်ဝင်ရောက်ဆွတ်ဖဲပြီးအသင်းကိုပြန်လည်ဝင်ရောက်ဖို့ခွင့်ပြုခဲ့ပါတယ်။မကြခင်မှာပဲ Frank ကကလေးတွေကိုရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့ကြောင်းအစ်စ်အမှန်သတင်းတွေပေါ်ထွက်လာတာကြောင့်ရဲတွေက Frank ကိုဖမ်းဆီးပြီးစစ်ဆေးမြင်းမြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးတော့ Masonic Home အသင်းဟာပြိုင်ပွဲရဲ့ဘိုလ်လူပွဲကိုရောက်ရှိလာခဲ့ပါတယ်။ပထမပိုင်းမှာတော့ပြိုင်ဘက်အသင်းရခန်းစစ်ကိုထိုးဖောက်နိုင်ခြင်းမရှိဘဲခုနှစ်ကိုမရှိဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်နေခဲ့ရပါတယ်။ဒီအချိန်မှာတော့ဒဏ်ရာတွေညက်ပြိနေတဲ့ဟာဒီဟာသူ့လက်မှာအယိုးအစစ်လွဲနေတာကိုသူ့ကိုယ်တိုင်ပြန်ဆွဲထည့်လိုက်ပြီးသူတို့ဟာမိဘမဲ့ကလေးတွေဖြစ်ရတာကိုဂုံယူကြောင်းကျဲလောင်စွာအော်ဟစ်လိုက်ပါတယ်။ဒါအပြင်သူတို့အတူတကွပန်းတိုင်ကိုရောက်အောင်တိုက်ပွဲဝင်ကြမယ်လို့ပြောပြီးအသင်းဖော်ရဲ့စိတ်သက်တီကိုပါပြန်လည်မြင့်တင်ပေးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Rusty ရဲ့ကစားကွက်အသစ်နဲ့အားအိမ်အပြည့်နဲ့ပြန်လည်ရှင်ပြိုင်ခဲ့ကြပြီး Dog တယောက်လည်းကလေးတွေရဲ့စိတ်သက်ကိုမြင်တွေ့ရတဲ့အခါအရက်သေးစားတွေအားလုံးကိုလွှင့်ပစ်လိုက်ကအသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ဟာရီကထီရောက်ကိုသွင်းယူပေးနိုင်ခဲ့တာကြောင့်ခုနှစ်ကိုချဆိုတဲ့ရလက်အထိလိုက်မိလာခဲ့ပါတယ်။နောက်ဆုံးစက္ကန့်ပိုင်းမှာတော့ဟာဒီကထိတွေ့ကိုသွင်းယူနိုင်ဖို့၃လက်မအလိုမှာလဲကျသွားခဲ့တာကြောင့်အသင်းကဘိုးလူပွဲမှာခုနှစ်ချဆိုတဲ့ရလက်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့ဘက်ကရှုံးနိမ့်ခဲ့ပေမဲ့ပြိုင်ဘက်အသင်းဖော်တွေအားကစားဝေဖန်သုံးသပ်သူတွေနဲ့ပရိသတ်အားလုံးကတော့ Masonic Home အသင်းကိုအားပေးချီးကျူးခဲ့ကြပါတယ်။ကလေး12ယောက်နဲ့ဘာမှမရှိတဲ့အခြေအနေကနေစတင်ခဲ့ကြပေမဲ့သူတို့ရဲ့စ조사မှုတွေဟာဘယ်သူမှမမျိုးလင့်ထားတဲ့အောင်မြင်မှုတွေခဲ့ခဲ့ပါတယ်။သူတို့ဟာချန်ပီယံဆုကိုမရရှိခဲ့ပေမဲ့သူတို့ရဲ့ရုန်းကန်မှုပုံပြင်ကတော့လူတိုင်းရဲ့ရင်ထဲမှာထာဝရကိန်းအောင်နေမှာပါပဲ။အင်္ဂပြန်လမ်းမှာဟာရီကသူ့ရဲ့ဂိုးသွင်းနိုင်ခြင်းမရှိခဲ့တာကိုတောင်းပန်ခဲ့ပေမဲ့ Rusty ကတော့သူတို့ကလေးတွေလှုပ်ပြခဲ့တဲ့အရာတွေဟာသူ့မျှော်မှန်းထားတာထက်အများကြီးပိုတယ်လို့ပြောခဲ့ပါတယ်။မိဘမဲ့ကျောင်းကိုပြန်ရောက်ချိန်ပဲတော့အားလုံးကနှွေးထွေစွာကြိုဆိုခဲ့ကြပါတယ်။ Rusty ဟာအားကစားဒါမှမဟုတ်စာသင်ခန်းတွေကသင်ခန်းစာတွေတင်မဟုတ်ပဲမိဘမဲ့ကလေးတွေကြားမှာမိသားစုစိတ်သက်ဆိုတာဘလို့လဲဆိုတာကိုသင်ကြားပေးခဲ့သူပါပဲ။